Kenyan College University ရဲ့နေရာလေးတချို့နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒါကတော့ကျောင်းရဲ့မိုကူဝဖြစ်ပြီးတော့ကျောင်းရဲ့ campus နေရာခုလိုပဲစိမ့်စိမ့်ဆူဆူလေးနဲ့အရန်ကိုလာပါတယ်။ကျောင်းတိုင်းခုလို view လှလှလေးတွေမြင်ရပါတော့။ဒါကတော့တန်းချိန်မှာ professor ရဲ့ရန်ကိုသဘောကောင်းပြီးတော့စာရီရလည်းမခတ်ပါဘူး။နောက်ပိုင်းတန်းချိန်ပြီးတော့ထမင်းဆိုင်တောက်ဖို့ coffee တောက်ဝယ်နေတာပါ။လမ်းတစ်လျှောက်လည်းခုလိုတစ်ပီပန်းပင်စူးစိမ့်ဆူဆူလေးနဲ့အရန်ကို view ကလှပါတယ်။စာသင်ဆောင်တိုင်းလိုမှာ coffee ဆိုင်ရှင်နဲ့ထီရတော့နံပါတ်1ပါ။ကျောင်းက coffee ဆိုင်နဲ့တကယ် cafe လိုမျိုးတကယ်လှအောင်လုပ်ထားရပါတော့။ကြာကြီးဆောင်ရုံလည်း9မိနစ်တွင်ရလာပါတယ်။အခုကတော့ထမင်းစားဖို့တောင်းနေပါပြီ။ lunch box ပါလာတာမို့လို့စာကြည့်တဲ့ပထမတမစားမယ်ပေါ့နော်။ဒါတော့စာကြည့်တဲ့ပထမအထက်ပေါ့နော်။ဒီ decoration လေးတွေရအောင်လာပြီးတော့ကျောင်းထဲကနေခုလိုမြင်ရတဲ့ view လေးပါ။ဒီမှာလည်း cafe လို့အပြင်စင်လေး decoration ကိုလုပ်ထားရပေါ့နော်။ကျောင်းတန်တင်ရတကယ်ရတာရှိပြီးစိတ်တက်မှုနဲ့ဒါရက်လုံးနေလို့အခု lunch box ကိုထုတ်လာဖြစ်ပါတယ်။ကျောင်းလာလို့ရတဲ့အလုပ်တစ်ခုကတော့ခုလို make up ကိုရရပါတယ်။တကယ်ချင်းမဆောင်ပြီးတော့တကယ်ချင်းလာတော့စာကြည့်တိုက်တဲ့ကိုဝင်နေပေါ့နော်။စာကြည့်တိုက်ရဲ့ငါးလွှာမှာအခုလိုမျိုးနားလို့ရတဲ့နေရာလေးရှိပါတယ်။တကယ်အကြိုက်ဆုံးခဒေမှာရှိရတဲ့တရေတမောအိတ်လို့လည်းရပါတယ်။ဒါတော့ကျောင်းမှာအကစားပြိုင်ပွဲရှိတဲ့နေတော့ဒီလိုမျိုးကြီးကစားလို့ရတဲ့နေရာပါလုပ်ပြီးထားရပါအရင်ပြောဖို့ကောင်းပါတယ်။ကျောင်းသားမှာလည်းတကယ်ကိုတန်ပြီးတော့အရသာရှိတဲ့စားသောက်ဆိုင်တွေအများကြီးပါပေါ့နော်။ခုထားသုံးပုံထုံတော့မရှိသေးဘူး။ကျောင်းရဲ့လမ်းမဆက်တဲ့ရတဲ့ကောင်းမွန်ပြီးတော့ scholarship ပေးရတယ်မနည်းတဲ့ကျောင်းမို့လို့ Kenyan College University ကနေဖိတ်ခေါ်ချင်ပါတယ်။